အခန်းနှင့်ငရဲခန်း၏အစအမောင်ဖုံးသောလက်တွေ့ဘဝတကားမကြီးဝုန်းကနေပိတ်သွားတန်သည်မောင်မောင်အတွက်လောကကြီးနှင့်အဆက်အသွယ်ပြတ်တောက်သွားသည့်အချက်ပေးတံပင်ဖြစ်သည်သူ့လက်ထဲကဖုံးနှင့်မှတ်ပုံတင်ကိုခတ်ထန်သောလူမိုက်များကလူယူလိုက်ကြသည်ဒီမှာကြည့်စမ်းမင်းရဲ့ target ကတစ်နေ့ကို$5သူညမပြည့်ရင်မင်းသားနာယုံတင်မကဘူးထမင်းလဲငတ်မယ်မောင်မောင်ရှိကကွန်ပျူတာစကရင်ပေါ်မှာတော့လူပေါင်းများစွာကိုလိမ်ညာရမယ့်အကောင့်တုတွေတန်းစီနေသည်ပထမဆုံးနေ့မှာတင်သူတိုးဆုပ်နေမိသဖြင့်အခန်းထောင်းသို့ဆွဲခေါ်သွားခြင်းခံရသည်လျှက်စစ်ကြော်တုပ် electric pattern တဖြန်းဖြန်းမြည်တမ်းနှင့်အတူမောင်မောင်ခန္ဓာကိုယ်ထဲသို့ပြင်းထန်သောလျှက်စီးများစီးဝင်သွားသည်အော်ဟစ်တံများမှာအခန်းနံရံကိုကြော်လုံးမသွားနိုင်ပဲတိတ်ဆိတ်စွာပျောက်ကွယ်ခဲ့ရသည်ညဘက်တွင်လည်းတန်တိုင်များနောက်မှအိတ်ဆက်ရသည်သူ့ဘေးကလူငယ်တစ်ယောက်မှာတော့ထားချက်မပြေးသဖြင့်လက်ထိတ်ခတ်ခံထားရပြီးဒူးထောက်ငွေယိုနေရှာသည်ထိုနေရာတွင်လူသားချင်းစာနာမှုဆိုသည်မှာအပိတန်ထဲမှာပင်မရှိတော့ဘဲလိန်နိုင်မှအသက်ရှင်ရမည်တိရစ္ဆာန်ယုံကြီးတစ်ခုတစ်ဖွဲဖြစ်နေတော့သည်